Hello အားလုံးပဲမင်္ဂလာပါရှင်။စုကတော့ဒီနေ့မှာပေါ့နော်ဒီနွားနို့ကလေးလုံးမှာပေါ့လေဒါကြောင့်မလို့ဒီ macro ကနေပြီးတော့ဝင်လာတဲ့ dash me 2000လီတာပူလေးကိုသုံးထားပါတယ်။ပထမဆုံးနေနဲ့ပေါ့နော်ဒီနွားနို့ကိုကြိုလိုက်နေပေါ့လေ။စုကတော့ဒီ2000လီတာလုံးမထည့်ဘူးပေါ့နော်။အပြင်မှာနည်းနည်းလေးခြံထားလိုက်တယ်။ဘာလို့လဲဆိုတော့ဒီနွားနို့ကိုဒီတိုင်းလေးတောက်ချင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ဒီခောက်တော့ဒီ dash me ဒီစိတ်ကိုသုံးထားပါပေါ့လေဒါ2000လီတာမပြည့်ဘူး1900လီတာလောက်ကိုစုကကြိုလိုက်တယ်ပေါ့နော်ဒါလေးကတော့တောက်ဖို့တင်ထားတာပဲဖြစ်ပါတယ်ပြီးရင်တော့စုကဒီလေးကိုဒီရှက်လကာကြီးသမင်းစားစုံနဲ့လေးဆိုထည့်တယ်ပေါ့နော်စားလေးနင်းရေးထည့်လိုက်တယ်ပေါ့လေစုထည့်တဲ့ဟာလေးကိုမရိုက်ထားလိုက်မိတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါဒီနေထားကိုချက်ချင်းရောက်သွားတယ်ပေါ့နော်ဒါကတော့ရှက်လကာကြီးလေးထည့်လိုက်လို့မလို့ဒီနွားနို့နဲ့ပေါ့နော်တက်စီနွားနို့အဖက်လေးတွေတက်စီဖြစ်သွားတဲ့အနေထားပေါ့နော်ဆိုတော့နောက်ထပ်ပေါ့နော်ပို့ပြီးတော့အရေးလေးကြည်နိုင်သမျှကြည်တာတဲ့အထိကိုကြိုထားလိုက်ပါတယ်ဒီလိုအနေထားဆိုရင်တော့ဒါပိတ်စာဖြူလေးနဲ့ပေါ့နော်ဒီနွားနို့ပတ်လေးတွေကိုခံလို့ရပါပြီဆိုကခဏနေအေးခံပြီးသွားပြီဆိုရင်တော့ဒါပိတ်စာဖြူလေးတွေထည့်ပြီးတော့ပေါ့နော်နွားနို့ကလေးတွေကိုစစ်ချမှာဖြစ်ပါတယ်ချို့ပေါ့နော်ဆိုလိုက်ကြည့်ထားတဲ့ဗီဒီယိုတွေမှဆိုလို့ရှိရင်ပေါ့နော်ဒီအရေးလေးတွေကိုဟင်းချက်တဲ့နေရာမှာပြန်သုံးလို့ရတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ဆိုတော့ဒီဟင်းချက်တဲ့နေရာမှာထည့်တဲ့အခါပေါ့နော်သုံးဖို့အတွက်ဆိုပြီးတော့ဒီအရေးလေးတွေကိုလည်းမသုံးဖြစ်ပဲနဲ့တင်ထားမှာဖြစ်ပါတယ်ဒါကတော့ဒါနွားနို့ကြီးပေါ့နော်ဒါအရေးစစ်လိုက်တဲ့အနေထားပေါ့နော်ဆိုတော့ဒီရှလကာနဲ့ပြောက်သွားအောင်လို့3-4ကောက်တော့ရေးစီးပြီးတော့ညှစ်တယ်ပေါ့နော်ရေထက်စီးတယ်ညှစ်တယ်ပြီးလို့ရှိရင်နောက်တစ်ခေါက်ရေထက်စီးရပေါ့နော်ပြီးညှစ်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်တယ်ပေါ့နော်ဒါတော့ဒါရေလေးနဲ့စီးတိုင်းညှစ်တိုင်းနဲ့လုပ်နေတဲ့အနေထားပေါ့နော်ပြီးရင်တော့ဆိုရဒီညှစ်ပြီးတော့ရလာတဲ့နွားနို့လေးကိုတိတိကျကျပေါ့နော်တင်းတင်းလေးစီးပြီးတော့မှအလေးတစ်ခုနဲ့ဖိထားလိုက်မှာပေါ့နော်ဆိုတော့အရင်လဲပေါ့နော်ပစ္စည်းတွေအစုံလေးမရှိတဲ့အတွက်ကြောင့်မလို့ဒီငရုတ်စုံလေးနဲ့ပဲဖိထားလိုက်တယ်ပေါ့နော်ဒါဒီနေထားလေးရလာတဲ့ခါမှာပေါ်ကနေပြီးတော့ငရုတ်စုံလေးနဲ့ဖိထားလိုက်ပါတယ်ဒါ3နာရီလောက်ကြာတဲ့ခါမှာတော့ပေါ့နော်ဒါနွားနို့ကလေးရပါပြီတချို့ကတော့ဒီနွားနို့ကိုပေါ့နော်ရေလေးတွေထွက်သွားအောင်လို့ပေါ့နော်ဒီသူတို့တရှိသိမ်းကျင်တဲ့ခါကြလို့ရှိရင်အပူလေးပေးတယ်ပေါ့နော်ခါကြရင်အပေါ်အောက်လေးကနည်းနည်းပေါ့နော်အယောင်လေးကမမေးလေးဖြစ်နေတာမျိုးတွေတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့ခဏနေကြလို့ရှိရင်ဒီနွားနို့ကြီးကိုတန်းပြီးတော့ချက်မှဖြစ်တဲ့အတွက်ပေါ့နော်အဖို့မပေးတော့ပါဘူးဒါလေးကတော့စုကိုယ်တိုင်လုပ်ထားတယ်နွားနို့ကြီးလေးပဲဖြစ်ပါတယ်ကိုယ်တိုင်ပေါ့နော်ဒါပထမဆုံးလုပ်ပြီးတော့မှရလာတဲ့နွားနို့ကြီးလေးဆိုတော့ရန်လေးပျော်တယ်ပေါ့နော်ဒီနွားနို့ကြီးလေးကိုကြည့်ပြီးတော့ပေါ့နော်ကိုယ်တိုင်လုပ်ထားတာဆိုတော့လေတန်ရှင်းနေပေါ့နော်စာကျင်စပွဲလေးဖြစ်နေရပေါ့နော်ဒါစုကတော့ဒါကိုနှစ်ပိုင်းလိုက်တာပေါ့နော်ပြီးရင်တုံးလေးတွေတုံးထားမယ်ပြီးရင်ဒီနွားနို့ကြီးကိုချက်မှာပေါ့နော်နွားနို့ကြီးကိုစီပြန်လေးပေါ့နော်ငရုတ်တီစိမ်းလေးထည့်ပြီးတော့ဆက်ကလေးချက်ဖို့ရှိပါတယ်ရှင်ဒါကတော့စုနွားနို့ကြီးလေးလုပ်ပြသွားတာဖြစ်ပါတယ်ဆွေးဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်